ကြောင်းရလေးရပေါ့နော်စပင်းတွေပေါ့နော်ဆန်သားတွေဘာကြောင့်ပျက်စီးရလဲဆိုတဲ့အကြောင်းလေးကိုပြောချင်ပါတယ်ဆန်သားတွေကဘာကြောင့်ပျက်စီးရလဲဆိုလို့ရှိရင်ဆန်သားတွေရဲ့ဒီအပေါ်ရလွှာမှာဖုံးအုပ်ထားတဲ့ cuticle ဆိုတဲ့အလွှာရှိပါတယ်ဒီအဲ့ cuticle အလွှာလေးတွေပေါ့နော်သူကကျန်းမာနေတဲ့အချိန်မှာဆိုလို့ရှိရင်သူကစပင်းကပေါ့နော်ပြောင်ပြီးတော့ပေါ့နော်ဆန်သားကချောလေးနဲ့ဆန်သားကကောင်းနေပါတယ်ပေါ့နော်အဲ့ဒီ cuticle အလွှာလေးတွေပွင့်ပြီးတော့ကွက်အဲသွားပြီဆိုလို့ရှိရင်ပေါ့ကွက်အဲသွားပြီဆိုလို့ရှိရင်စပင်းဟာပျက်စီးသွားပါပြီဘာလို့လဲဆိုလို့ရှိရင်ဒီလိုဟာတွေကဘာလို့အကွဲတာလဲဒီ cuticle ကဘာလို့အကွဲတာလဲဘာလို့ပျက်စီးရလဲဆိုလို့ရှိရင်ပေါ့နော် chemical တွေထိလို့ပေါ့ chemical တွေကကောက်မယ်ဖြောင်းမယ်ဆေးဆိုးမယ်ဆိုလို့ရှိရင်ဒီ cuticle အလွှာလေးတွေပွင့်သွားပါပြီဒီ cuticle အလွှာပွင့်မှလည်းကောက်တာဖြောင်းတာဆေးဆိုးတာတွေကလုပ်လို့ရမှာပါဒီ cuticle အလွှာလေးတွေမပွင့်ဘူးဆိုလို့ရှိရင်လုပ်လို့မရဘူးပေါ့နော်ဒါဆိုလို့ရှိရင်ညီမတို့ကဒီပေါ့နော်ဒီကောက်တာဖြောင်းတာဆေးဆိုးတာတွေကလည်းညီမတို့ကပေါ့နော်အမျိုးသမီးတွေဖြစ်တဲ့လှကျင်တဲ့အတွက်ဒီဟာတွေကိုလည်းလှုပ်ချင်တဲ့စပင်းပျက်စီးမှလည်းကြောက်တယ်ဆိုလို့ရှိရင်တော့ညီမတို့ကပေါ့နော်စပင်းကိုထိမ့်သိမ့်ပြီးတော့တည်ရပါမယ်ဘယ်လိုထိမ့်သိမ့်ရမလဲဆိုလို့ရှိရင်ပေါ့နော်စပင်းကိုပေါ့နော်hair treatment သုံးပေးရမယ်ပြီးလို့ရှိရင် shampoo ရွေးတာမှတ်ကန်မှုရှိရမယ်shampoo ရွေးတာမှတ်ကန်မှုရှိရင်လည်းစပင်းတွေကပျက်စီးတယ်ပြီးလို့ရှိရင် hair treatment ခဏလုပ်တာစပင်းကို hair mask နဲ့ ပေါင်းတင်တာတွေအဲ့လိုမျိုးတွေကတော့ခဏလုပ်ပေးရပါမယ်ကိုကတော်တော်များဆိုလို့ရှိရင် customer တွေကပေါ့နော်စပင်းကိုကောက်ဖြောက်ဆေးဆိုးတွေလုပ်တယ်ပေါင်းဆေးတွေဘာတွေကိုသိချမသုံးပေးဘူး treatment တွေကိုပုံမှန်မလုပ်ပေးဘူးပြစ်ထားလိုက်တယ်ဆိုလို့ရှိရင်ဒီစပင်းတွေကပိုပြီးတော့ပျက်စီးပါတယ်ဘာလို့ပိုပြီးတော့ပျက်စီးလဲဆိုလို့ရှိရင်ပေါ့နော်သူက cuticle အလွှာတွေကပွင့်သွားတဲ့အရာတွေကသူကပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်အိမ်ခေါင်မိုးတစ်ခုလိုပဲပေါ့နော် cuticle အလွှာဆိုတာအိမ်တစ်အိမ်မှာခေါင်မိုးမရှိတဲ့အိမ်ဆိုလို့ရှိရင်ဘာတွေဆုံးရှုံးမှုရှိလဲဆိုလို့ရှိရင်ပေါ့နော်အဲ့အိမ်ထဲကရှိတဲ့ပစ္စည်းတွေအကုန်လုံးကဆုံးရှုံးမှုရှိတယ်လို့ပဲပေါ့နော်အဲ့လိုမျိုးဟိုဒီခေါင်မိုးလွှာပွင့်သွားတဲ့အတွက်ဆန်သားတွေပျက်စီးပြီးတော့ထိခိုက်တာဖြစ်ပါတယ်ဒီလိုမျိုးမဖြစ်ဖို့ဆိုလို့ရှိရင်တော့ညီမတို့ကhair product ကောင်းလေးတွေကိုသုံးပြီးမှရပါမယ်ပုံမှန် view စိတ်ကပါမယ် hair mask ကိုတေချာသုံးတာ hair treatment လေးကိုတေချာလုပ်ပေးတာဆန်သားကို hair serum လိမ့်ပေးတာဒါတွေကိုအချိန်မှန်တေချာဂရုဒီဇိုင်းနဲ့လုပ်ပေးတယ်ဆိုလို့ရှိရင်ပေါ့ဆန်သားထိခိတ်နှုန်းကနည်းမှာဖြစ်ပါတယ်ဒီလိုမလုပ်ဘူးကောက်ဖြောင်ဆေးဆိုးတွေပဲလုပ်တယ် chemical တွေပဲခဏထိတယ်ဒီလိုပစ်ထားမယ်ဆိုလို့ရှိရင်ပေါ့ဆန်သားတွေရဲ့နှောက်ပွင့်ကြလို့ရှိရင်လုံးဝပျက်စီးပြီးတော့စပင်းတွေပါလာတာတို့စပင်းတွေကျွတ်လာတာတို့ဖြစ်မှာဖြစ်ပါတယ်ဒီတော့ကိုကကောက်ဖြောင်ဆေးဆိုးလည်းလုပ်ချင်တယ်ဒီ chemical တွေလည်းခဏထိနေတယ်ဆန်သားတွေလည်းမထိခိုက်ချင်ဘူးဆိုလို့ရှိရင်တော့customer တွေအနေနဲ့စပင်းလေးတွေကိုတေးချာထိမ့်သိမ့်ဖို့လိုပါတယ် hair mask တေချာသုံးမယ် hair treatment ပုံမှန်လုပ်မယ်စလုံးဆိုင်တွေမှာ hair treatment လေးတွေတေချာပုံမှန်လုပ်ပေးမယ်ပြီးလို့ရှိရင်ဆန်သားကိုအားဖြည့်မဲ့ serum တွေလိမ့်ပေးမယ်ဒါမျိုးလေးတွေတေချာလုပ်မယ်ဆိုလို့ရှိရင်တော့စပင်းပျက်စီးမှုမရှိတော့ပါဘူးရှင်အားလုံးကိုကျေးဇူးတင်ပါ